မောက်မာလှတဲ့မင်းသမီး Link 6ဟာသူမရဲ့အမားကိုဝန်မခံတဲ့အပြင်အမှန်တရားဘက်ကရက်တီပေးနေတဲ့အမျိုးသားကိုပါဖုန်းနဲ့ဗီဒီယိုကိုရိုက်တယ်ဆိုပြီးဆွဆွဲလာပြန်ပါတယ်။နင်ကဘာကောင်းမို့လို့ငါ့ကိုဗီဒီယိုရိုက်တာလဲနင်အင်တာနက်ပေါ်တင်လဲငါ့မှာဖန်တွေအများကြီးရှိတယ်ဘယ်သူမှနင့်ကိုယုံမှာမဟုတ်ဘူးဆိုပြီးကြုံးဝပါတော့တယ်။ဒါရင်မကသေးပဲသူမရဲ့အရှိန်အဝါကိုတုံးပြီးထိုမျိုးသားရဲ့ဖုန်းကိုအာရမတောင်းယူစစ်ဆေးဖို့ကြိုးစားပါတယ်။မျိုးသားကညှင်းဆန်လိုက်တဲ့အခါမှာတော့ Link 6ဟာသူမရဲ့ပတ်စံအိတ်ထဲကငွေထုတ်ကိုထုတ်ပြီးဒီမှာကြည့်စမ်း။ငါမှာပတ်စံရှိရဲ့နင့်ရဲ့အမိုက်လိုဖုန်းစုပ်ကိုအခုပဲရိုက်ခွဲပစ်လိုက်မယ်ရော့။တိန့်တရာယူသွားလိုက်ဆိုပြီးပတ်စံနဲ့ပေါက်ကစော်ကားလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲလေရင်ပေါ်ကဝန်ထမ်းတယောက်ရောက်လာပြီးဒီလေရင်ပေါ်မှာဦးလုံးဝင်းဖိန်ပါတလားရှင်အရေးကြီးဖုန်းလာနေပါတယ်လို့မေးမြန်းလိုက်ပါတယ်။အားလုံးကအံ့ဩသွားကြပေမဲ့ Link 6ကတော့ဒီလိုအလုပ်သမားကဦးလူဖြစ်ရမလားဆိုပြီးလှောင်ပြောင်နေသေးပါ။ဒါပေမဲ့အမျိုးသားကဖုန်းကိုကင်လိုက်တဲ့အခါမှာတော့တစ်ဖက်ကသူ့ရဲ့အတွင်းရေးမှုဖြစ်နေပါတယ်။အမျိုးသားကဒီနေ့အတွက်ကောမင်ခပ်ပတော်ရဲ့ကိုယ်စားလှယ်ဟာစရိုက်မကောင်းဘူးအားနည်းသူကိုအနိုင်ကျင့်တယ်အခုချက်ချင်းဖြတ်သိမ်းလိုက်တော့ပြီးတော့သူ့ရဲ့နောက်ကျောင်းကိုပါစစ်ဆေးလိုက်ဦးအခွန်ရှောင်ထားတာတွေရှိလားဆိုတာပါကြည့်လိုက်လို့အေးအေးဆေးဆေးအမိန့်ပေးလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ Link 6ကတော့ကြောက်ရွံ့သွားမဲ့အစားပိုးပြီးရေမောကနေငါ့ကိုဖြုတ်ချရအောင်ဘာကောင်မို့လို့လဲငါရဲ့ကာဖတ်ကကောမင်ခပ်ပတော်ရဲ့ဒရိုက်တာကြောက်ရမ်းကိုဝါဘသူကငါ့ကိုဖြုတ်ရဲမှာလဲဆိုပြီးမောက်မာနေသေးပါ။ဒါရင်မကသေးပဲငါတို့လိုအထက်တန်းလွာတွေနဲ့နင်တို့လိုအောက်ခြေလူတန်းစားတွေကြားမှာကွာခြားချက်တွေရှိတယ်ဆိုပြီးလူတန်းစားခွဲခြားမှုကိုပါထပ်မံပြုလုပ်ခဲ့ပါတယ်။စီရောအမျိုးသားကတော့ပြုံးပြီးမင်းပြောတာမှန်တယ်ငါနဲ့မင်းနဲ့ကတကယ်ပဲလူတန်းစားချင်းမတူတာပါလို့ပြန်လည်တုံ့ပြန်လိုက်ပါတယ်။မကြခင်မှာပဲ Link 6ရဲ့ကာဖတ်ဆိုသူကရိုင်းွယ်ရောက်ရှိလာပါတော့တယ်။ Link 6ကတော့ကလေးလိုချွဲနွယ်ပြီးကာဖတ်ကြီးသမီးကိုဒီမှာအနိုင်ကျင့်နေကြတယ်အဲ့ဒီလေရင်မဲနဲ့ဒီလုံသမားကိုပညာပေးပါအောင်လို့တိုက်တော့ပါတော့တယ်။ကျော်ရန်ကွာဆိုသူကလည်းအမှားမှန်ကိုမဝေဖန်ပဲဘသူကငါသမီးကိုအနိုင်ကျင့်ရဲတာလဲမသေးချင်းရင်အခုချက်ချင်းတောင်းပန်ဆန်းလို့ဟိန်းဟောက်လိုက်ပါတယ်။ဒါပေမဲ့ကျော်ရန်ကွေရဲ့မျက်လုံးတွေကလေရင်မဲလေးမင်းကြီးအောင်စီရောက်သွားတဲ့အခါမှာတော့သူ့ရဲ့ရုပ်မာတဲ့စရိုက်ကပေါ်လာပါတယ်။ဒီလိုလုပ်လေဒီလေရင်မဲလေးကငါနဲ့တညလောက်အတူရှိပေးမယ်ဆိုရင်မင်းတို့ပေးလျော်ရမယ်ငွေသိန်း2 တန်းကိုငါပေးလိုက်မယ်ဆိုပြီးကန်းလန်းကလေရင်မဲလေးကိုကိုထိလက်ရောက်စော်ကားဖို့စူးစမ်းပါတော့တယ်။ Link 6ကတော့သူမရဲ့ကာဖတ်တော်ကိုမနာလိုဖြစ်ပြီးသမီးကမလောက်သေးလို့လားဆိုပြီးပြန်မေးရတဲ့အထိသူတို့ရဲ့ဆက်ဆံရေးကရွှန်ရှာပွဲကောင်းလာပါတယ်ဒီရုပ်မာတဲ့မြင်ကွင်းကိုကြည့်နေတဲ့စီကိုအမျိုးသားကတော့ကြေးရန်ကွေရဲကလေရင်မဲလေးကိုကင်ဖို့စူးစမ်းတဲ့အချိန်မှာပဲဝင်ထားလိုက်ပါတယ်။နောက်ရှိမှဒီလိုလက်တရန်းနေရလားနှစ်လက်ကိုမလိုချင်တော့ဘူးထင်တယ်လို့ပြောလိုက်တဲ့အခါမှာတော့ဇလန်းကအထွတ်ထိပ်ကိုရောက်ရှိသွားပါတော့တယ်။အပိုင်း3လေးကြည့်ချင်ရင်မတ်မှာအဆက်လို့ရေးသွားပေးနော်။